အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီခါမှာတော့ဂျော်ရှွာဘန်နဲ့တက်စရိုဒိုင်နာတို့ရဲ့လာမယ့်မေလ10ရက်နေ့ UFC 328 Flyweight Champion ခပတ်လူပွဲမှာဂျော်ရှွာဘန်ချန်ပီယံခပတ်ပြုတ်ပြီးတက်စရိုဒိုင်နာချန်ပီယံအသစ်ဖြစ်မယ်လို့ခံမှန်းလိုက်တဲ့ပန်လုံးကြောကိုဂျော်ရှွာဘန်တုံ့ပြန်ပြောဆိုလိုက်တဲ့အကြောင်းတင်ဆက်ပေးသွားမှာပါအဲ့တော့ဂျော်ရှွာဘန်နဲ့ဂျပန်အချုပ်ဖိုက်တာလေးတက်စရိုဒိုင်နာတို့ပွဲကနောက်ထပ်10ရက်အတိပဲလိုတော့ပါတယ်ဆိုတော့ဂျော်ရှွာဘန်ကိုယ်တိုင်ကလည်းသူရဲ့ Flyweight Champion Fighter ဘွားပထမဆုံးချန်ပီယံခပတ်ကာဝယ်ပွဲအတွက်တော်လေးရင်ခုန်နေမှာပါသူရဲ့ Instagram Story မှာလည်းပြန်ပွဲထိုးဖို့ဗနေရလို့ဆိုပြီးမကြာခဏတင်လေးရှိပါတယ်ဂျော်ရှွာဘန်ကတော့ဒီဘက်အတွင်းမှာပြန်ပွဲအတွက်ပြင်ဆင်မှုပိုင်းတွေနဲ့ပတ်သက်ပြီးအပြီးသက်လှုပ်ဆောင်တော့မှာပါနောက်တစ်ပတ်ထဲမှာတော့ပြည်သက်တွေနဲ့တွေ့ဆုံမယ်ကြော်ညာတွေရိုက်ကူးမယ်အင်တာဗျူးတွေဖြေဆိုမဲ့အပိုင်းတွေကိုပဲလှုပ်ဆောင်တော့မှာပါဆိုတော့တက်ဆိုရာနဲ့ပွဲအတွက်ထွေနေပိုင်းပြင်ဆင်မှုနဲ့ပတ်သက်ပြီးဂျော်ရှွာဘန်တစ်ခုပြောထားတာရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်တိုင်ယာနဲ့ပွဲအတွက်ခါတိုင်းလိုပဲပြင်ဆင်ထားတဲ့အကြောင်းနဲ့ခါတိုင်းပွဲတွေထက်လဲထူးခြားပြီးလှုပ်ဆောင်တာမရှိဘူးလို့ပြောထားတာပါဒီချက်ကတော့တက်ဆိုတန်နာကိုလည်းတာမန်ဖိုက်တာတွေလို့ဂျော်ရှွာဘန်သိရင်မခုံမှုဆိုတဲ့သဘောပါဆိုတော့ဂျော်ရှွာဘန်နဲ့တက်ဆိုတန်တို့နှစ်ယောက်ကအသက်နှစ်ပဲကွာတဲ့လူငယ်ဖိုက်တာတွေပါ UFC ပြန်ပွဲဆွမ်းဆောင်ရည်နဲ့ရက်ကော့မှာတော့ဘန်က UFC ပြန်ပွဲဆုံး10ပွဲမှာ9ပွဲနိုင်တပွဲရှုံးတဲ့လက်ရှိ Flyweight Champion ဖြစ်နေတာပါဂျပန်ဖိုက်တာတက်ဆိုတိုင်နာက UFC ပြန်ပွဲပေါင်း9ပွဲမှာ10ပွဲနိုင်တပွဲရှုံးတဲ့လက်ရှိချန်ပီယံလူဝင်ရရှိထားတာပါဆိုတော့ဘန်နဲ့တိုင်နာတို့နှစ်ယောက်ကပြီးခဲ့တဲ့ UFC 323မှာတိုင်နာကချန်ပီယံဟောင်းမိုရီနိုကိုနိုင်ရပြီးချန်ပီယံလူဝင်ရခဲ့တာဖြစ်ပြီးတော့ဘန်ကပန်လိုယာကိုနိုင်ရပြီးချန်ပီယံဖြစ်လာခဲ့တာပါအဲ့တော့အားလုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်ဖိုင်ယာနှစ်ယောက်ကလုံးဝမတိမ်မယိမ်လို့ပဲပြောရမှာပါဒါပေမဲ့မတူတဲ့ချက်ကဘန်ကဘောင်းစင်ဖိုက်တာတိုင်နာကအချိုးဖိုက်တာဖြစ်ပြီးတော့ခြေတံလက်တံနဲ့လူအောင်ကလည်းတိုင်နာကပိုကြီးပါတယ်ဆိုတော့ဒီဘက်နဲ့ပတ်သက်ပြီးပရိသတ်တွေအားလုံးနဲ့ဖိုက်တာတွေအားလုံးကလည်းတချို့ကဘန်နိုင်မယ်တချို့ကတိုင်နာနိုင်ရမယ်နဲ့အမျိုးမျိုးဝေဖန်နေကြတာပါချန်ပီယံဟောင်းပန်လို့ကြတော့ချန်ပီယံရေချင်းမျိုးရှိတဲ့တိုင်နာကပဲဘန်ကိုနိုင်ရမယ်လို့ခံမှန်းသွားခဲ့တာပါဆိုတော့ပန်လို့ကြရဲ့အဲ့လိုပြောဆိုမှုအပေါ်ဂျော်ရှွာဘန်ခုလိုပဲတုံ့ပြန်သွားခဲ့တာပါဂျော်ရှွာဘန်ကကျွန်တော်သူပြောသမျှဂယုမဆိုင်ပါဘူးပန်လို့ကြကတကယ်မိမကြီးလို့ပဲစကားတွေအများကြီးပြောတဲ့သူပါကျွန်တော်ကတော့အလုံးနဲ့ပဲတက်သေးပြသွားမှာပါကျွန်တော်ရဲ့စိတ်ထဲမှာလည်းဘာမှမရှိပါဘူးတိုင်ယာနဲ့ပွဲကိုပဲနှလုံးသားထဲမှာထည့်ထားပါတယ်ဆိုပြီးတုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်ဂျော်ရှွာဘန်ကတော့တိုင်ယာနိုင်ရမယ်လို့ခံမှန်းသွားတဲ့ပန်လို့ကြကိုအခုလိုပညာသားပါနဲ့ပြန်လဲခြေပပြောဆိုသွားတာပဲဖြစ်ပါတယ်